ကျမကပွားစီလုံးလို့တဲ့ယောက်ျားကဘုံကြီးဝတ်သွားပြီကြောင့်မလို့အခုကကျမကဘုံကြီးဝတ်သွားပြီဆိုတော့ဟာပြောပြရအောင်မယ်နော်သူကကျမကိုမယူခင်ကကျမကိုမရခင်ကကျမတို့က3နှစ်ပြည့်ပါပြီရှင်အိမ်ထောင်တဲ့3နှစ်မပြည့်ခင်မှာကျမကိုယူတာဇူလိုင်19ရက်နေ့မှာယူတာပါဇူလိုင်19ရက်နေ့မှာကျမကိုတောင်းတာပေါ့နော်ကျမတို့ကနိုင်ငံရေးမကောင်းတဲ့အချိန်မှာယူခဲ့ကြတာကွယ်အချိန်မှာယူခဲ့ကြတဲ့အချိန်ကျတော့ကျမရဲ့မိရလဲသူ့ကိုပြောတာပေါ့ကျမတို့တောင်းခင်မောင်လေးရဲ့ကျမအမေရဲ့သမီးကပေါ့စီရန်ပြောတာမောင်လေးဖြစ်ပါမလားမောင်လေးသိခံနိုင်မှဖြစ်မှာနော်ဆိုပြီးတော့ကျမအမေကသူ့ကိုဖုန်းဆက်ပြီးတော့ပြောတာမယူခင်မှာချိန်မှာပြောတော့ခါကျရင်သူကပြောရဲဆိုချိန်တော့ကကြာရင်လေးတည်းမလားဖြစ်ပါတယ်အမေရဲ့ကျွန်တော်ကအဲ့လိုပေါ့စီသူအဲ့လိုပေါ့စီပြောရလေကိုကျွန်တော်ကချစ်နေရတာဆိုပြီးတော့မှသူပဲပြောခဲ့တာနော်ပြီးတော့ကျမကိုလည်းပြောသေးတယ်ငါပေါ့စီနိုင်နေနော်နေအစင်ပြေပါမလားအဲ့လိုပြောတဲ့ချိန်ကျတော့ခါကျရင်သူအဲ့တော့ပြောရပါတော့ပြေပါတယ်တဲ့ကိုကညီမလေးအဲ့လိုပေါ့စီပြောရလေးပဲချစ်နေရတာကိုတို့နှစ်ယောက်တည်းရှာပြင်းနေလေတဲ့အဲ့လိုပေါ့စီလေးပြောပေးအောင်တော့တဲ့တော့မဟုတ်ဘူးဆိုလို့ရှိရင်တဲ့ပြင်းစရာကြီးနေမှာတဲ့အဲ့လိုပြောခဲ့တာမြင်ခင်တမျိုးယူပြီးတမျိုးအခုတော့ပေါ့စီပြောလို့တဲ့ဘုန်းကြီးကသွားပါပြီရှင်အခုကျမကသူ့နောက်လိုက်မုံကားဆောင်နေနေမှာစောင့်နေရပါကားဆောင်နေရပါအခုသူ့နောက်ကလိုက်မပါနော်မြင်ခင်တမျိုးယူပြီးတမျိုးယောက်ျားရများမလေးမြင်ခင်ရစင်ရိုးလေးပါနော်ယူပြီးတော့ကကြအဲ့မှာအဲ့လိုမျိုးအခုကြနေပေါ့စီကိုပြောနိုင်လားနေအခုကကြပေါ့စီပြောလို့တဲ့ဘုန်းကြီးဝယ်သွားတယ်တဲ့ကြားလို့ပါကောင်းသေးရဲ့လားနော်ကျမလည်းအခုဘုန်းကြီးဝယ်သွားရင်လိုက်ရမှာပဲနပ်ပြီးသွားရင်လည်းနပ်ပြီးလိုက်ရမှာပဲငရဲသွားရင်လည်းငရဲလိုက်ရမှာပဲအဲ့လိုမိမကိုယူပြီးတော့ပေါ့စီနေလို့ပါဆိုပြီးအဲ့လိုဘုန်းကြီးဝယ်လို့ရခြင်းလားနော်မပြောလိုက်ရှင်ဘူးငါမပြောလိုက်ရှင်ဘူးနော်အဲ့ဒီတော့သူယူတဲ့ချိန်တော့နိုင်ငံကြီးကလည်းမကောင်းဘူးကျမတို့ယူတဲ့ချိန်တုန်းကနော်နိုင်ငံကြီးကလည်းမကောင်းဆိုအဲ့လိုပဲယူထားတာပေါ့နော်နိုင်ငံကြီးမကောင်းတော့ခါကျရင်သူကျမကိုတင်တောင်းဝင်နေယူထားတာအဲ့ဒီရွာမှာရှိရဲ့အကုန်လုံးကနေပြီးသူ့ရဲ့မျိုးတွေရောသူ့ရဲ့ဆွေမျိုးတွေသူ့တငယ်ချင်းတွေကတော့ကျမကိုဝိုင်းတောင်းပြီးယူထားတာအဲ့ဒီတော့ကျမကို380နေတင်တောင်းပြီးယူထားတာ380နေတင်တောင်းပြီးယူထားတာပေါ့နော်အဲ့ဒီတော့ဆိုရွှေစက်အသားမှာ35သိန်းပဲရှိရဲ့အဲ့နဲ့ရွှေနှစ်ချက်အသားချိုသူကျမကိုတောင်းပြီးယူထားတာမလင်းနော်ပြောချင်ဘူးနော်ယောက်ျားတွေကအဲ့လိုပဲယာပြီးသမီးကိုမယာပြီးသမီးကို